ချန်ပီယံလိဂ်ဟာအာဆနယ်ရဲ့လက်တကမ်းမှာအားလုံးပဲမင်္ဂလာပါဗျာဝိုင်းချန်တီဒန်စပေါ့ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်ချန်ပီယံလိဂ်ဟာလည်းကြီးပါတယ်ချန်ပီယံလိဂ်ဟာချန်ပီယံစာတာပါလာတဲ့အသင်းတွေရဲ့နေရာဖြစ်ပြီးမတမာသူတွေသူစိမ့်နဲ့သူပြုတ်ကြီးဖြစ်ကုန်ကြပါတယ်ဒီဘက်မှာချန်ပီယံလိဂ်ကွာတာဖိုင်နယ်ပထမအကျော့ပွဲဆင်တွေကိုရှင်မြိုင်ကစားခဲ့ပြီးကလပ်အသီးသီးရဲ့ကရမာလန်ချောင်းတွေပေါ်ပေါက်လာခဲ့ပါတယ်လာလီဂါမှာအဆင့်နေရာရရှိထားတဲ့ဘာစတာဟာချန်ပီယံလိဂ်မှာကံမကောင်းခြင်းကိုတော့မက်ဆီလက်ထက်ကနေခိုးထိပြင်ဆင်နိုင်ခြင်းမရှိသေးပါဘူးဘာစတာကလာလီဂါပြန်မဲ့အတလက်တီကိုမန်ထရစ်ကိုရှုံးနေပြီးတဲ့နောက်အခြေအနေမကောင်းဖြစ်သွားခဲ့ပါတယ်ဘာစတာကကန်းတော်မှာကစားတာကိုတော့မှပါဝူကူပါစီတိုင်းအနီကဲထိပြီး2စီးနဲ့ရှုံးနေခဲ့တာကြောင့်ဒုတိယအကြော့မကန်ခင်တွေကအပြေထွက်နေခဲ့ပါတယ်။လေဘောက်တက်လည်းထူးမခြားနာပါပဲ။လေဘောက်က PSG အိမ်ကွင်းမှာအရင်ရာသီတွေတုန်းကထက်တောင်အခြေအနေဆိုးရနေခဲ့ပါတယ်။လေဘောက်ဟာဂိုးပေါက်တောင်မတဲခဲ့သလိုပြင်သစ်သားတွေရဲ့တိုက်စစ်ကိုလည်းမတားဆီးနိုင်ခဲ့ပေမဲ့ PSG ကတက်တက်ညံ့ညံ့လေးသွင်းခဲ့တာကြောင့်2စီးနဲ့ပဲရုံးမပြတ်ဖြစ်ခဲ့ရပါတယ်။ဥရောပပြင်ကြီး Real Madrid ကဘာနေဗျူးမှာတင်ဂျာမန်ဘလူးကြီးထိပ်ဖို့ကောင်းဖို့လုပ်တာခံနေခဲ့ရပါတယ်။ Real ဟာဘိုင်ယန်ဘက်ကိုထိုးဖောက်ဖို့ကြိုးစားခဲ့ပေမဲ့လက်ရှိဖက်ပါသလိုအစွမ်းပြနေတဲ့ဂိုးမနူယာကိုမကြော်နိုင်ခဲ့ပါဘူး။ Real ကန်စစ်ကလည်းဘိုင်ယန်တိုင်းစစ်မှုတွေကိုမတားဆီးနိုင်တဲ့အကြောင်း2-1နဲ့ရှုံးနေပြီးဂျာမန်မြေကြားမျက်နှာငယ်ရတော့မလို့ဖြစ်နေပါတယ်။အရာအလုံးကအာဆနယ်အတွက်တော့ရီကန်အသင့်ချတဲ့ပါပဲ။အာဆနယ်ကဒီဘက်မှာစပိုတင်းအသင်းကိုဝဲကွင်းသွားရောက်ကစားပြီး1-0နဲ့နိုင်ရရှိလာခဲ့ပါတယ်။အာဆနယ်ကဒီတိုင်းဆက်သွားရင်ဖိုင်နယ်ထိလမ်းချောင်းကရှင်းလင်းနေပြီဆိုတော့လက်ကျန်၄ပွဲကိုသာအနိုင်ကစားနိုင်ရင်ပရီးမီးယားလိဂ်တွေမကပဲဥရောပချန်ပီယံနေရာကိုပါသိမ်းပိုက်နိုင်တော့မှာဖြစ်ပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။